Yeah.
ရောက်သွားနေတယ်လို့ဒီလို
ည်းလှဲ့နော်ကိုပေးတဲ့ဆရာတွေပဲတူတယ်အာဆီယံကိုကျင်းပနေတာဆောင်ရွက်ခဲ့ကြတယ်ဆရာကိုလည်းဒီဆရာမအင်မတန်နဲ့ပြည်ကြီးဝမြောက်ဖြစ်ရတယ်ဆရာမတွေလည်းကြာခုလိုအာဆီယံကိုဆိုရင်ကျင်းပပြီးတဲ့အတွက်ကြောင့်ဆရာမတွေကိုရဲ့ကောင်းပြီးလက်စီကိုကြားတယ်ပြည်ကြီးဖြစ်ရတယ်ကိုယ်တည်းအဟောင်းတွေကိုရဲ့တော့ကောင်းတဲ့ဆရာမအငယ်လေးတွေပြန်နေတွေ့ရတဲ့ကြောင့်အခုဘက်ကနည်းနည်းပြန်ထွက်မီးကလူဘက်ကိုထိုးနည်းနည်းထွက်ဆရာလေးဆိုတာအောက်ကိုကြည့်ရဲနည်းနည်းကြည့်အောင်နော်အောက်မှာလည်းတွေ့နေတယ်ရင်းချောင်းဘက်ကလည်းတိုင်းတယ်ပြေးကြတယ်ပြေးတယ်ဘက်ကလည်းအဲ့ဒီရှိတဲ့လူရဆက်ဆက်ရိုင်းလာတယ်နော်ဘယ်နေမှာဒီချင်းဖြစ်အောင်ဆရာတွေကမေတ္တာတွေကစေတနာတွေကမြင့်နာတွေကစတာအများကြီးလာတယ်တကြီးနကဒီလိုပညာရေးပြီးရဲ့အာဆီယံဆရာရဲ့ဘုံကျေးဇူးတွေနိုင်ရကျန်တာပါရှင်နန္ဒာရက်ဆောင်ရဘယ်လိုလျှောက်ထားလဲရှင်ဗျာဆရာတော်တွေနဲ့ဒီဆက်ဆက်နည်းနည်းနောက်ဆိုဒီလိုမှာပညာတစ်ဝက်လောက်ရရှိပြီးတော့ကျေးဇူးတရားထောက်လိုက်ရရှိပါတယ်ခင်ဗျာရက်ဆောင်ရရှာပါဒီခါရက်ဆောင်ရပါတော့ဒီလိုအနန္တဆရာကြီးဆိုတာဘဝရဲ့တစ်ဝက်မဟုတ်ဘူးဘဝရဲ့အပြည့်ပါဘယ်လိုကြည့်လဲဆိုတော့ငါဖျားလို့ဆိုတာငါမြတ်စွာဘုရားမှာဆရာတော်ဓမ္မလို့အဲ့လိုကြောင့်ဉာဏ်ဓာတ်ကြီးနော်တာနာတော်ကိုသွန်သင်ဆုံးမတရားဉာဏ်ပြနေအားလုံးတော်များများနိဗ္ဗာန်ကိုရရင်ချုပ်ကြနေကြတာဘုရားကောင်းကြီးဖြစ်လာကြအဲ့ဒါကိုနည်းနည်းတော့ဟုတ်ကနည်းနည်းတရားဟာဆရာပညာသာသနာ့ကိုနည်းနည်းနောက်ဆုံးပညာကိုသိခဲ့တယ်အဲ့လိုဖြစ်လာတယ်ဆရာဆရာအောက်ကနည်းနည်းဘဝရဲ့ကြွယ်မဟုတ်ဘူးဘဝမလျှောက်ဘူးတန်ဖို့ရှိဆုံးတော့ဒီစီနည်းနည်းနောက်ဆုံးနည်းနည်းနောက်ဆုံးပြီးလက်ဆောင်ရဒီပတ်လက်ဖြစ်ပြီးလက်ဖြစ်ပြီးလက်ဖြစ်ပြီးအဲ့ကြောင့်လေဒီလိုသားဒီပတ်ဆိုရဲချင်းမှာအနန္တဂိုင်းဆရာခရာဒီဂိုင်းလေးထားနေနော်ဆရာရဲ့ဘုံမှာဆရာရဲ့အားဒီလိုဘုံမှာနော်မြေတားတွေထားခဲ့တယ်မြူတာတွေဝါခဲ့တယ်နော်ဆရာကြီးမဆိုနာလုံးတာနဲ့ပြည့်စုံတယ်ဟုတ်လားနာလုံးတာဆိုအရင်တော့ကပြောတယ်အခုတော့နာလုံးတာကကားတယ်နော်ဟုတ်လားဒီညာတွေစေတနာတွေအနည်းနာတွေမကားဘူးဟုတ်လားမြေတာတွေအားတွေအောက်ဆက်ထားနာနာနဲ့ပြည့်စုံတယ်ဆရာကဖြစ်ပြီးဆုံးမအောင်တင်ပြုနေတယ်နော်ဒီညာနည်းနည်းနောက်ဆုံးတာနည်းနည်းနောက်ဆုံးကိုတက်တဲ့ပညာအလုံးစုံတပည့်တွေတက်ပါစေဆိုတော့ပညာကိုသင်ပေးတယ်လို့ပြောတယ်တစ်ခါကလည်းဒိမာရေးကြရှိအောင်လေဆုံးမသင်ပေးတယ်ခရရတယ်တစ်ခါကလည်းတပည့်တွေနော်ပြောဆိုမှုတွေလည်းဆရာကြီးကဒီခံသင်တော့ပို့ပြီးတော့မေတ္တာတရားထားပြီးတော့ဒီခံတော့မေတ္တာဟောတာရတယ်တစ်ခါကလည်းပညာလေးတွေကိုလေကိုယ့်ရဲ့ဖြစ်လာရအောင်ဆွေးမပြီးတော့နော်ပညာရေးသိရရတယ်ဒါဆရာကြီးကအာမင်းကြီးဘယ်အာမင်းကြီးပေါ့ပညာဒါနကမြူနာရေးမိတာရေးအချင်းနာရေးနော်ပွားပြီးတော့ဘုတော်ဖြစ်အောင်သူစုထောက်ပြရတယ်ပညာရေးရောက်သိရရတယ်ပညာရေးတပည့်တွေရရင်အမြတ်နိုင်ငံတော်မှာပညာတတ်တွေဖြစ်လာတယ်အမြတ်ဒီနိုင်ငံမှာလည်းတိုးတက်တယ်နော်ပညာဆိုတာဘုရားရှင်းတာတန်ဖိုးရှိပါတယ်ဘဝရဲ့အရေးအမှားတညာပညာပဲဘဝကိုရှိရှိရတယ်ပညာအဲ့တော့ပညာဒါနပြီးတဲ့အခါဒီတပည့်တွေရဲ့ဘဝတစ်လျှောက်လုံးမှာအကောင်းအဆိုးကြောင်းကျိုးတွေဝေဖန်တိုင်းချတတ်တော့နော်ဘဝကိုအကောင်းသောနည်းလမ်းနဲ့ချမှန်သောလမ်းကြောင်းနဲ့နော်စေတနာတွေချမိကြတွေတိုင်းပြီးတော့
အရာရာဆောင်ရွက်သွားနိုင်အောင်ဆရာကြီးကပြေးပြီးတော့လမ်းပြပညာပေးခဲ့နော်ပညာဒါနတွေတောင်းပြီးဘေးရသွားနေရတာဒီကနေ့ကကျောင်းဒီကနေ့ဆက်တဲ့ရလို့လေကဖြည်းဖြည်းဆက်ဖြည်းဖြည်းဆက်ပညာကိုဒီလိုလူစားတာဆရာကြီးပြေးခဲ့တော့ဒီဘေးတွေကလည်းနာဂန်တိုင်းမှာဒီလိုကြီးရတဲ့ဘုံကြီးရှိတဲ့လူတော်လုံးမောင်းနေဖြစ်လူဆိုတာဖြစ်တာရှင်းနေတဲ့တူလူရဲ့ဖြစ်တာအသိဉာဏ်ရှိရှိအားမလို့နော်ဆရာမပြအဲ့ဒီဆရာမပြလို့ပုံသင်ခဲ့တဲ့နေရာနည်းနည်းလောက်အောင်ကျတော့စာမဖြစ်တဲ့နေရာစာမနေရတဲ့နော်ဘာလို့လဲဆိုတော့အသိဉာဏ်နဲ့ဘာမှမပြောရအခုကျောင်းနေခဲ့တဲ့ဒါဆရာတော်မားတွေပြောတဲ့ဆုံးမဖို့နာခဲ့လို့ဒီပေးရမှုချွေးမှာဒီနေ့ထိကျောင်းမှာပြန်ခဲ့ဘုရားဓာလေးကြီးအောင်ပညာကျောင်းမှာကိုလုံးနေချိန်ကြာလာဘယ်နေရာမှာပဲကြောက်ရနော်ဘုရားမိုင်းကိုကိုရေးရအကောင်းဆုံးဖြစ်အောင်ပူဇော်ပါနော်စိတ်ထားပြီးစင်ရမယ်ကအရာရာမှာတတိယရှင်ရမယ်ဇွဲတော့ဝိရရရှိရမယ်ကိုလုံးတဲ့ပန်းလာတယ်မြောက်ချစ်သက်တမ်းနိုင်ရမယ်နော်ဒီခါပြေလို့နိုင်တဲ့ဒီညာရက်တဲ့ပြည့်စုံရမယ်အဲ့တော့မှလည်းနိုင်ငံကိုပြထုတ်ကြတယ်နော်အဲ့တော့အမှဆိုတာကျွန်တော်ယူတယ်ဒီတောင်းမှာတော့တော့အဲ့လိုတဲ့စိတ်ထားပါလေကြီးကြီးပါလို့ဒုက္ခဆောင်ရပြီးတော့ကိုယ်နိုင်ငံကိုချိုးတက်သွားရအောင်ပညာပါရည်နဲ့ပြည့်စုံသွားရအောင်အခက်အခဲကကျိုးပန်းသွားကြပါအလေးနဲ့အားကြတယ်ဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဟိုညပြဆင်မှာပေါ့နော်ဟိုဒီရောမှာနေတဲ့ဆရာကဆုံးမနေတာစုဖို့ဆိုတာဒီကြားတာပေါ့ကြားတာဒါကြောင့်ဆရာကလည်းတပည့်တော်ကိုအာရုံနဲ့ရှိခဲ့ဆိုရင်ခုချက်မှာကြားတယ်လို့ဆုံးမတာလေပြောတာအဲ့ဒီပြောတဲ့ဘာလို့တပည့်တွေကတောင်းတနေတဲ့ကြောင့်လို့ဆရာကညာဒီရင်းများဆိုစုပေးကြတာစုဟောတာနော်စုပေးကြတာပြောကြလို့ပါစုပေးတော့ဒီကကတော့စုခိုင်းနေတယ်တော့တပည့်တွေကဒိမာတို့ပဲအခုလိုညဆရာပြောပဲခါများအောင်နေတာစုရပြောပါနော်ဘာစုရလို့လဲတပည့်တွေကဆရာတော်မှာကြည့်တတ်တယ်ကြည့်တတ်တယ်ကျေးဇူးရှိတယ်ဆရာကြီးဆရာမကြီးကိုကျေးဇူးရှိတာလို့ကျေးဇူးဆက်တတ်တယ်ပွဲနော်ကျေးဇူးဆက်တယ်ဆိုတာဒိမာနဲ့ဒီလိုပါနော်ဒါကြောင့်မို့ဘာမှစုရမရှိဒါပေမဲ့ဦးဆရာမရဲ့တပည့်တွေကဆိုရင်ပညာရေးဝန်ထမ်းတွေရှိတယ်စီးပွားရေးနယ်ပယ်မှာကြီးကြီးကျယ်ကျယ်နဲ့လုပ်နေတဲ့ပြည်ရှိတယ်အားလုံးမှာသိသိရှိတယ်ဒါပေမဲ့ဒီကလေးတွေကိုတွေ့ရတာစူးစီးရမလို့ဒိမာတယ်လို့ထင်တယ်ဟုတ်လားဒါဖြစ်လို့လဲဆိုရင်ဆရာမကိုတွေ့လို့ရှိရင်ဆရာမလည်းဝန်တာလေသူတို့ကလည်းနေနေဝဲပြီးတော့ဝန်တာနေတာဒီကလေးတွေကိုဘယ်လိုစူးရပါ့မစူးပါဘူးနော်ဒီကလေးတွေကကိုကြတဲ့တောင်းကိုကြတဲ့ဌာနကိုကြတဲ့တောင်းတွေကိုနော်တောင်းကြည့်ပြမယ်ဆိုတော့ထမ်းဆောင်ကြပါလို့ပြောနေတယ်နောက်လည်းရှိဖြစ်ဖြစ်ပြောဘာမှမပြောလေဆိုတော့ကိုယ့်ရဲ့စဝါဒနာကဆရာမတို့ပြောတာအဲ့ဒါကြောင့်ကျွန်တော်6နှစ်လို့ပြောတာဆရာမကကြောင်းပြောတာကြောင်းဒီဒီကြောင်းမှာပြောတော့မှာနော်ခုနကတော့ချင်းဆိုလိုက်တယ်ဒါပြည့်ထိန်လာတယ်အင်မတန်ပြည့်ဖြစ်ပါတယ်ညမစာကားနဲ့ပြောရတယ်သန္တာရတာရှိတယ်
ကြည်ခံစားလိုက်ရတယ်တော်စိတ်မကောင်းဘူးမှတ်ပြပြီးတော့ဘယ်လိုမှလဲကြောခံရတယ်ကြက်ကြအတ္တကမှလည်းကြောခံရတယ်နော်ဒါပေမဲ့အဲ့ဒီကြောင်းတွေမှာပီတိဖြစ်တာတော့ဒီလောက်ပမာဏမရှိဘူးဒီမှာတော်တော်လေးပီတိဖြစ်တယ်ဘာပြောလဲဆိုတော့ဒီပိန်းလုံးကြောင်းကမှပြောင်းလာတယ်ဒီပိန်းကရှိနေတယ်ဒီကလေးတွေနဲ့ကြံတွေ့ရတာတော့တောက်ချပါလေရနာကောက်ကြတာပီတိကြည့်ရတယ်တော်တော်လေးပီတိဖြစ်တယ်တော့အဲ့လိုမျိုးကလေးတွေကလည်းဆရာကောင်းလို့တောင်းရအောင်များကြဆရာကောင်းလို့နော်ဒီကျောင်းသိတော့အဲ့လိုပြောမရဆရာကလည်းကောင်းလို့ကျောင်းသားတွေကဒီဒိန်းမှာတော့လိုက်နာရအတွက်ချကျောင်းပါတိုးတက်လာတာဒီမှာတွေ့ရတယ်ဟောပြီးခဲ့တဲ့နေ့က၄ပါးတော့ဘုံဆိုတော့ကျွန်မလုပ်ခဲ့တဲ့ကျောင်းမှာ၄ပါးတော့ဘုံပြရတယ်အဲ့မှာတော်တော်ပြောတယ်ကျွန်မသမီးတွေကျွန်မညီမတွေမိကဘာပြောလဲအဲ့ဒီနေ့ကဆက်ခဲ့တယ်ပြောတယ်အဲ့ဒီလိုကြောင်းပါလေဒီမှာကလည်းကြည့်ရတယ်ကြောင်းရရှိတယ်ဆရာမတွေလည်းတော်လိုက်တာနော်ကျောင်းသားတွေလည်းတော်လိုက်တာတော်တော်ပီတိဖြစ်ခဲ့ရတယ်ဆရာမကြီးအချင်းပြောရမယ်အနန္တဘိုင်းနဲ့ပြည်သူရှင်ပါဠိလိုအန္တကုံအန္တနော်ဒီကုံအဆုံးမရှိဒီမှာကြည့်ပြရတယ်ပြကြတာနတ်စွာဘုရားသခင်ကဖယားနဲ့ဒိုင်းနဲ့အားကြရတယ်အမှန်ကြီးမှဒီမှာလည်းမရဘူးနော်ကိုင်ကားကြီးလည်းဒစီကားကြီးလည်းဘလုံးမှာကြီးလည်းဖြစ်ပါရင်ဟုတ်တဲ့နော်ကျောင်းသားတွေတပည့်တွေခံရပါလေဘုရားလေးပြုပြောတယ်နော်ကလေးပြောက်ဘယ်ကျောင်းလေးကိုပြောအဲ့ဒီကလေးပြောက်ကသူကအဲ့တော့6ပါးကဘုံနဲ့ထွက်လာတယ်နော်ကျောင်းသားပြောက်ဒါပေမဲ့သူဆရာမကသူ့တိတ်ဖြစ်စိတ်ချင်ဆုံးမတဲ့စကားကိုပြောရတယ်ဆရာမကလည်းကြာခဏခဏကြည့်လိုက်တာသူပဲဆုံးမနားမထောင်တော့ခင်ဗျာညနောက်ထပ်မပြောဘူးအဲ့ဒီစကားပြောလိုက်ယုံလားမယုံလားတော့မသိအဲ့ဒီနှစ်က10တန်းဆုံးသွားရမှာအဲ့မှာကြောက်စရာကောင်းတယ်နော်ဒီကြီးလည်းမနဲ့တာအဲ့မှာကြောက်စရာကောင်းမပေးရင်မကြွေးရင်မပူဇော်ခြင်းနဲ့တော့စိတ်ရတယ်တော့လားနော်ဘုရားကြီးတော့လားခိုင်ကတော့ပြောကြမှာရှိတော့နော်ကိုပြန်ထိခိုက်ပြီနော်အဲ့ဒါကြောင့်ဒီကိုဆရာမကြီးစိတ်ကလေးလည်းမပြမနဲ့နော်အားပြလို့ပြလို့ဒီလူစီကားလေးလည်းမပြမနဲ့နောက်တစ်ခုဆရာမတို့တက်တက်ကိုတက်တော့ဆရာမတို့ကဘုရောကခဏစကားပြောကြတော့ပြလို့မနော်ဟိုတော့ကလေဆရာမတို့ combination subject ကိုပေါ်တယ်စုပေါင်းတာကလည်းဒီလာတဲ့ခါဆရာမတို့စိတ်ကြမြန်မာစာလို့ပါဠိလို့အဲ့ဒါကြီးကြည့်ပါလို့ရောတော့ဆရာမပါဠိကြည့်လာတယ်လေအောင်လို့ငါစာတယ်ကြောင့်ကိုလမ်းလေးကဖတ်နေတာပေါ့အဲ့တော့ဒီလိုဟဲ့တော့တောင်းကိုလိုက်တာဒါအဲ့ဒါကိုလမ်းလေးမဟုတ်ဘူးဆရာမကကိုလမ်းကဘယ်ပြောပဲငါနားထောင်တယ်ကိုလမ်းတော့ဆရာမအခုလေကြောင်းလိုက်ကြာဘယ်တော့ရှိဖို့လဲနော်အဲ့ဒါကိုနော်ဆရာမတို့လေးတိတိကျကျဒီဘာမှမနေရဆရာမအပြောလုံးနဲ့ကျောင်းပေါင်း3နှစ်အောက်ကမှကြောင်းခဲ့တယ်တက်ကိုပါလို့ညာတော့ကျောင်းအမှတ်ကမှတစ်ခါပြန်နော်ဒါပေမဲ့ဒီမှာတော့ဆရာမတို့ပြောတော့ကလေးရတဲ့နေဆရာမတို့မှရောက်တာတော့သူမှမိနေတယ်ခုနှစ်တန်းနဲ့8တန်း register ကိုတိုင်နဲ့တိုင်ပါတယ်အဲ့လိုသင်ခဲ့ရကျောင်းကလည်းတည်ထားနေတော့ကျောင်းထုတ်လေးကျောင်းမဆုပ်နေတယ်လို့ကလေးတွေကလည်းပြောဟေးတို့ကျောင်းဆုပ်ကိုရွှေထုတ်နဲ့ရပ်သွားတယ်ဟုတ်တယ်အဲ့ဒီတော့နော်ကလေးတွေကတော်ကြတယ်နော်လိမ်ညာကြတယ်အဲ့ဒါကြောင့်မို့အောင်ရတယ်သူတို့ဒီတော်လို့အောင်တယ်နော်အဲ့တော့ပြောမှဒီသူပြောနေတာကဆရာမတွေလည်းအစီအစဉ်အားဖြင့်တော့နောပါအားဖြင့်တော့နော်တိုင်လာတော့ချစ်သေးပါလေတိုင်လာတော့ဆရာမဟာလာဟာရရတယ်ဘာလို့တော့ရှိတော့ဘာတိုင်အစီအစဉ်အားဖြင့်လုံးဝဒီမိုင်းရောခံရမယ်ဆိုတာကဝါဆရာမကြီးကတွေ့ပေးမှတမ်းမှမဟုတ်ပါဘူးဆရာကနော်ခါတော့ပြည့်တယ်ပြောင်းတဲ့တိုင်လေးလည်းပဲဆရာမတို့ပြည့်ဖြစ်တယ်အကျိုးတော်ဖြစ်ကုန်ပါလေတောင်းလာတယ်ဘုံကမှလည်းကိုစိတ်ချမ်းသာနော်စိတ်ချမ်းသာကိုချမ်းသာပြုတ်ပါနိုင်လေ
ဘောကဝန်ကြီးတယောက်တော်တော်မှတ်ရောက်တာကျွန်တော်တို့လည်းအနန္တမိုင်းဖြစ်ဖြစ်တယ်ငိုတော့ခိုင်တော့ပြောအောင်ပြောတယ်အနန္တမိုင်းဖြစ်နိုင်ပါဆရာမတို့ကဒါလေးနဲ့အနန္တမိုင်းတာဖြစ်တယ်အဲ့ဒီအနန္တမိုင်းစိတ်အားလုံးတော့အမှန်ရောင်းမှတော့တဲ့တတိမာပါနေဆရာမတို့လည်းနော်ဟိုတောင်းဆိုတာလည်းတပည့်ရင်းကြီးတွေတွေ့ရပါတယ်များတော့ဆွေးတယ်တွေ့ရပါနော်အဲ့ဒါတော့ဘယ်လိုပြောရလဲအကုန်လုံးနဲ့ပြောလို့ပြည့်စုံနေပြီအဲ့တော့အဲ့ဒါပဲဟိုဘုရားဟောရတယ်ဟောတယ်ဆုံးမတင်တရားကိုဆုံးမတင်ရတယ်ပုဂ္ဂိုလ်များနေတာလေဖြစ်မဖြစ်ဒီမှာဆရာမကြီးကြားတာဒီစီစီကြားရတယ်နိုင်တော့အခုကျေးဇူးဆက်တာနည်းတော့ဘူးဒါပြကြားရပါဘူးတကယ်စေတနာကြီးကြားအမှန်တည်းဒီခုနကချင်းဆိုရအင်္ဂလိပ်ချင်းနေနော်သာနာကရာခကြည်ပြီးတယ်နော်ဒီဆမလို့ပြည့်စုံရောပြည့်စုံရှိရင်အမှန်တည်းအထက်ကပြည့်စုံလိုက်ဆက်လာနေဆက်လာနေပါအထက်ကဆက်လာနေပါနော်ပြည့်စုံလိုက်တာဆက်လာနေအခုဒီအပြည့်ကိုတွေ့ဝှချစ်နေတယ်ကိုကတော့မလိုက်နိုင်ဘူးအတော့မှန်တယ်များဒီအတော့ကညင်ရတာဘောကမှရှိတယ်နော်အဲ့တော့နင်းတဲ့ပုံပေါ်ရဲ့ဆုံးဆုံးကခံရခံလေလိုက်လာတယ်ဒီမှာအဲ့ဒီနင်းညက်တဲ့ကြောင့်မှသိကြတယ်နောက်ဆရာမဆုံးမထားတယ်စက်တာရတယ်စီစီတော့ရောတက်တာလာစီစီတော့ဆရာမလည်းဆရာမလည်းပတ်သက်တာစီရခုနပြောတယ်6ပါးကဘယ်လိုဖြစ်နေလဲမအောင်ဘူးလေအဲ့ဒီအမျိုးတွေလည်းရှိတယ်နော်အဲ့ဒါဘယ်လိုပြောရမလဲတက်တာရရဆရာသမားတွေကိုကြည်ကြည်ကြဲကြဲတော့လူတွေလို့ပြောတာတော့ဟုတ်ပါအဲ့ဒါခရောင်းနေတယ်အမေလေးဖြစ်တော့ကတော့ဆိုရင်ပဲအင်းမနာမပြည့်ညက်တယ်ဟုတ်ဟုတ်အမိကသူတော်ကောင်းဖြစ်သွားတယ်လောကကိုသိသိတတ်တယ်ဟာနော်အလောင်းပြည့်ညက်တယ်အဲ့ဒါကိုရကျေးဇူးများတယ် သူတို့ပြောတဲ့စကားတွေကလည်းအလုံးစုံမှန်ကန်ပြီးတော့အလုံးစုံတန်ဖိုးရှိတဲ့စကားဖြစ်ပါတယ်။ဆရာမကတော့ဒီကြောင့်မှာဆရာမကြီးတွေဆရာကြီးတွေလည်းတဲ့ပေါ့နော်။လက်တွေ့ရောတန်ဖိုးနဲ့ဒီအများဆုံးလုပ်ဆောင်နေပါတယ်။အခုဒီရောင်းဆောင်လေးကဆိုရင်ဆရာမရဲ့ဆရာကြီးဖြစ်တဲ့ဆရာမောင်လာတို့ရဲ့အဖြစ်ညံ့တယ်ပေါ့နော်။ညံ့တဲ့ပေါင်းတော့အဲ့လိုမျိုးပေါ့နော်မနေ့ကလည်းငါးပြားကောက်ပြီးတော့မှအကုန်လုံးဥဆောင်တော့စတင်ပြီးတော့ကြည်တော်လာတဲ့အကြောင်းဆောင်ပေါ့နော်နောက်မှဆရာမကြီးတို့ဒီတို့လက်ထက်ကြတာမှာပိုးပြီးတော့တိုးတက်အောင်ဆက်လက်တင်ဆောင်ရတာရဲ့ဒီကြောင်းဆောင်တွေအဖြစ်တဲ့ညောင်မျိုးနဲ့မှာအမှန်ကြီးကျယ်အနာရဲ့ကြောင်းဖြစ်လာတာလေအဲ့လိုဖြစ်လာတဲ့ကြောင်းကိုလေဆရာမအနေနဲ့ဝမ်းနဲ့ဝမ်းသာရဲ့ဂုဏ်ရဲ့ဂုဏ်ရဲ့နော်ဒီမှာရှိတဲ့ဆရာမအားလုံးဟာလည်းဆရာမရဲ့တပည့်ပါပဲအားလုံးကိုလည်းနော်ဟိုဘယ်လိုပြောလဲဆိုတော့အခုလိုညဆရာဘုရားကိုရဲ့ဒီလိုဒီမှာနေနာမှာမြမရင်းချင်းမှုနဲ့ဒီလိုလာအမနာမဆက်ဆရာကောင်းတဲ့အစင်လာပြီးဖြစ်ပါတယ်ဆရာမတွေဆိုရင်တပည့်လေးကို
ရာဆရာမတွေကရေတက်မှတော့ပြောရတယ်အားလုံးကောင်းပါဒါအဲ့ဒီတိုင်းအဲ့ဒီမှာအကောင်းဆုံးပြောရတဲ့စကားကိုကျွန်တော်မှတ်မိနော်ဥပမာပြောရတယ်ပဲနော်ဒီတိုင်းနဲ့လုံးနဲ့မှလည်းပြောတာလည်းနော်အဲ့ဒါလည်းဆိုတော့သူလည်းပြောတယ်ကိုယ်စိတ်နေတာကျမ်းမာချမ်းသာတဲ့မိရဲ့ခန္ဓာကိုယ်စားလို့ဆော်ရနိုင်တယ်လို့ဆိုတော့တယ်ဆရာတို့ကဟောတာရှိရှိတာဒါတော့ပါတယ်တော့ရောလာတယ်ဆရာကြီးဆရာမကြီးတွေကိုအားလုံးမြင်ပါပါလို့ဘာမှမပြောတာနောက်တစ်ခါကတော့ဒီမြတ်ဆရာဘုရားဝိကြီးကိုရှင်းများအောင်မြင်အောင်ဆောင်ရွက်လာတဲ့မောင်တို့ငယ်တို့ရဲ့စေတနာကိုဆရာတို့ဒီနေရာမှာမှတ်တမ်းတင်ပြီးပြောချင်ပါတယ်။နံပါတ်1ကစေတနာမပိုင်းတွေအောင်မပြနာပါအဲ့တော့မောင်တို့ငယ်တို့ရဲ့စိတ်ရင်းစေတနာကိုအခြေခံပြီးတော့ဒုတိယအဲ့ဒီမှာညာနာတဏှာအားဖြင့်စုစုလုံးလုံးပြင်းနိုင်တယ်ပြီးတော့စီယုံမှုဆိုတဲ့အကျိုးအများဒီနေ့ဒီချိန်မှာပိန်နယ်ကိုလေလာကြောင်းအထက်ဝင်ကြောင်းလည်းမြတ်ဆရာဘုရားဝေကြီးကအောင်းနေတာသဘောလားအဲ့ဒီကိစ္စတော့ပါဘူးအဲ့လိုဖြစ်တယ်ဒီဘာလို့တော့ပါလဲအင်းကြီးကျွန်တော်အဲ့လိုတော့ပွဲကြည့်သွားတာပြည့်ပြီရောက်စီရောခံအမတည့်နာမည်ကြီးရဲ့ဟာဆိုတော့ဒီလိုခံဒီလိုတော့ကကိုယ်ပိတ်မှတခါဒီဟာတို့ပါဟိုမှာတက်ကလည်းတွေ့တူရှိတာကိုယ်ပြရတယ်တွေ့တူရှိသူရောက်စီပြောခံရောက်စီပြောတော့ကျောင်းဆရာရောကျောင်းဆရာထုံးတာတိုင်းပြည့်တော့ဒါကလည်းတက်တာအဲဒါလည်းပြောလို့ဆရာတို့လည်းပါမှာကဲသုံးကျောင်းမပြောတိတ်တော့တက်ကတော့ဒီမှာနမကြီးရဲ့ဒီဘယ်နေရာပါပြေတိုင်းကကျင့်တယ်ဘလောရဲ့ဆုံးမှာပါကူွက်ပါမောက်ကန်ဒေါက်တာလပ်ပြီတော့နမကြီးတော့ရထွက်တယ်ဒီကံဆိုးပြောတော့ကျွန်တော်တက်ပြီးတို့တက်လာပြီးတော့တက်တယ်သူကဆရာဝန်ကြီးတော့တက်တယ်ဟိုလိုဟောဆရာတို့ကြာကျတော့ပညာတိုင်းဘာမှမကတ်ဆိုတဲ့ဝိရိယရှိရမယ်တဲ့ဝိရိယမရှိရင်တော့ဘာမှမရဘူးဝတ်ချက်ကိုကြောင့်ပါအောင်မယ်နော်ဝိရိယကြတယ်ပြောတော့ဆရာတွေ့ကြပါမင်းကြပါတော့မြတ်ပါတိလားတို့မေမြတ်ပါတိအတက်ကြဆရာကဆက်ဆက်ပေါ်တဲ့ပြည်တော်မဟုတ်ဘူးတနေ့လုံးကစာခါမှမပေါ့ဘယ်လိုလုပ်ဟောရကုနာကောအနန္တောတွေပါလေထားပါလက်ရှိတနေ့လုံးကခါကိုဘယ်လိုလုပ်လို့တောင်းအောင်လဲသူညာလည်းမရှိနိုင်အဲ့လိုမျိုးဘာမှလည်းမပြောနဲ့သူချင်းရောက်လာရင်သူဆရာတော်ကိုပြန်ပြတယ်အဲကြောင့်နောက်ပိုင်းကျကအချိန်ရှိပြီးစာရပါမလားဟာဒါအခုထားတာကဘုရားတို့တားကြောက်ကြည့်တဲ့ကိုယ်နာလေးလက်ဆယ်နဲ့ထားတယ်မဘာမှမပြောငါတိဒါပေမဲ့ဘွေးရတယ်လို့ဘွေးရပါလားတော့ဘွေးလည်းပြောလိုက်တယ်ဒီကဲစမမှုကြောင်းတော့ကျွန်တော်ကပြန်ပြောင်းအောင်ပြီးတယ်မေတ္တာမပြောတယ်အဲလေးပြောပြီးတော့သူကအင်ဂျင်နီယာဖြစ်မယ်ဘာဖြစ်နိုင်လဲပြောဘာညာမပြောမဘာဖြစ်မယ်ပြောသူကဒါပဲပြောဟုတ်လားတရားရတော့မြင်ပါလားအားကျွန်တော်တိုင်းမှုတာကြားလိုက်မျိုးမှပေးတာမင်းပြူပေးတာဟုတ်လားဒါမဲ့လက်ကြောင်းတော့ပြောရည်နော်မင်းရလိုက်တော့ကောင်းတယ်မင်းပါလဲဒါကျွန်တော်အခုကြာဟိုတိုင်းမှုဖြစ်တယ်လားမင်းကလည်းတိုင်းကိုပြန်လက်ဖိတ်ပါတားတယ်တော့တယ်ငါတပည့်နော်မင်းရလိုက်တော့ကျောင်းမိုက်ပြပြီချက်ပါသူမျက်လုံးအားမလို့ထိတ်ကြနာတယ်ဖြစ်နော်ကျိုးစားပါအချင်းရှိစီလုပ်ပါဟိုလာရချို့ထုံးတယ်လာရချို့ချုံးရင်အောင်းရင်တော့
အနေဆိုကြာမှကြာအော်ရတော့ဆရာတို့တွေ့လို့ရှိရင်အခုတခါတည်းဆရာဒီကောင်ကကောက်ပြီးရောဘာလို့နေမကောက်ဘာလို့ကိုကုပေးမလားဟာလားဒါအင်္ဂလိပ်စကားကိုဒီကောင်ကပြေးလိုက်အာယူကြတယ်အောင်ဆိုင်ဆောင်းနေဆက်လက်နေအခြေခံဉာဏ်ထက်တဲ့ကြောင်းပဲအမှန်တရားလက်ပြပေါ်ပဲကြာရောက်အားပြကြရဲ့သူရဲ့ညီညီညံ့ဆရာကြီးဆရာမကြီးများနဲ့စေတနာဘာရထက်တဲ့စွာဖြင့်လူဒီစွာကုသိုလ်ဉာဏ်ဒါရောက်ကြပါတော့တည်းတဲ့အပေါင်းလို့ရှေ့အစွာမြင်နာပေါင်းနဲ့ပြည့်စုံပါတဲ့ကြောင်းဆုတောင်းတိတ္တကပါပါရှင်မှန်တာတော့နာတာကျင်းတယ်တော့ဘုရားရှင်စစ်ပါတယ်ဒီကြောင့်တတ်တယ်လားဆက်တယ်လားမှန်ပါဆရာကြီးဆရာမကြီးများရဲ့ဖြည်းဖြည်းချင်းတယ်ဆက်တယ်ဖြည်းဖြည်းချင်းတယ်ဒီဘက်ကိုလည်းပြောရမှာဟိုတကယ်စိုးစိုးကြီးပါလေကျမတို့ကလူ့တဲ့လည်းရပါခဲ့ဆိုတော့ဘုရားအခုပဲဆက်ပါဖြစ်တဲ့တယ်ဟုတ်ဒီစနေမှာဒီပါခင်ဗျာကျွန်တော်พูดပါရှင်ဦးစားနေတယ်ဦးစိုးတဲ့လူကိုဦးစိုးချင်းလူတွေတဲ့လူကိုလူတွေချင်းဒီမှာတော့ဖြစ်တဲ့ကြောင့်ဒီမှာတော့တကယ်ပါမလားဒီလိုပြီးတဲ့စီမှာဒီကြီးရှာနေတဲ့ညနာနာပြည့်ရောက်တဲ့အခါမှာတမအမှန်တကယ်လည်းဝန်တာပုံပြီးပါလေရှင်လောကမှာအတိတ်တရားကိုပဲဖြစ်ဖြစ်အတတ်ပညာကိုပဲဖြစ်ဖြစ်ဤပညာကိုပဲဖြစ်ဖြစ်စသဖြင့်လေ့လာသင်ယူမှတာတတိယတဏှာမှုဒီမှာနှံ့ကျင်ကိုရရှိမှာဖြစ်ပါဘူး။အဲ့ဒါကိုနိုင်ငံဆရာတော်ဘုရားကြီးကလောကတိတာဤယောနာဒီမှာရှိတဲ့ပညာဒီမှာဆရာတို့ထံလူကျိုးတော်ကြီးဒီကံကျိုးဝင်တဲ့လေးအတက်ညာမှုဆိုတော့ဆရာတော်ကပေါ်လာတာဆရာတို့ထံကနိနာနိပြခံမှာနာကပေါ်ရတဲ့တက်ပညာကိုတတ်မှဖြစ်ပါလား။မခံနိုင်ဘူးဆိုရင်အဲ့ဒီပညာကိုရရှိမှာဟုတ်တာ။အခုပူဇော်တဲ့ကျောင်းသားတောင်းတဲ့နာကလည်းဆရာတို့ထံမှာအဲ့လိုခံနိုင်တဲ့ကြောင့်ဒီနေ့လို့ရက်ဆရာပူဇော်ဝေးချက်ချက်ရတာဖြစ်ပါလား။ပညာရှိဖြစ်တဲ့ကြောင့်ပေးလာ900ကိုပေးခဲ့ရတာ။နှမ်းထုတ်ထားတဲ့နင်းသားကအကိုလေးရနေပြီးတော့အကိုလေးညဖြစ်မရောက်ရှိအောင်တာပေါ့ခါခဏပညာကိုသင်ခဲ့ပြီးတော့ဖြည့်ခြင်းပြင်ဖို့တော့ပြရတယ်ဖြစ်တဲ့များကဆရာကြီးရဲ့အကြီးကြောင့်ပါရှင်။အဲဒီကြောင့်မို့လဲဒီမှာကဆိုတာဒီကိုအကြီးခဏမှာဖြစ်မှာဆိုရင်ဒီရတာဟိုတော့အကြီးကြီးအောင်ရှင်။ဟိုဆရာမကြီးကိုဆိုဖို့တဲ့အဖေအပေါင်းကဟိုလုံးဆောင်နေရအောင်ကျွန်မကထားထားကြည့်ကြကျွန်မတော့ဘူးညောက်ဆိုပြီးတော့ပြည့်ပြည့်လေးဖြစ်ရပါလားရှင်။ကျမအနေနဲ့ကလည်းကျမရဲ့ဆရာကောင်းတပည့်ကောင်းကောင်းပါဆိုလို့ကောင်းတဲ့ဆရာနဲ့တပည့်ကောင်းရဲ့ကြီးစုကြောင့်လေမျက်စာကိုပဲကိုညဝါချစ်ချစ်နေခဲ့ရပါတယ်ဆရာကလည်းကိုတပည့်တွေကလည်းဟိုပူဇော်ရေးဆိုတာဆရာမတွေကလည်းတက်ရှိထင်ရှားမှကျမတို့ကပူဇော်ခွင့်ရနိုင်မှာဖြစ်ပါတယ်ရှင်အဲ့ဒီကြောင့်လို့ဒီကျောင်းသားကျောင်းသူဟောင်းတွေကပန်းကောင်းလုပ်နေဖြစ်ဖို့အတွက်မျိုးဆက်ဟောင်းတွေကမျိုးဆက်တွေကိုရက်စင်ကြမ်းပြီးတော့ဆရာမကြီးများမနာတာဘောပါကိုမျက်စင်တစ်ပြည့်ပူဇော်ပွဲကိုဆောင်ရွက်နိုင်တဲ့စီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆောင်ရွက်သွားကြပါစို့လို့တိုက်တွန်းရင်းညီကုန်းချုပ်ပါလိမ့်ရှင်ခုလိုကွန်ပျူတာပြောတာပြပါတော့ဆရာမကြီးအားထိုးပြီးကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ညဆရာပူဇော်ပွဲကောင်းကြီးဝင်တဲ့ဥမှာဆရာတို့ပဲပြပြမှုကိုရှင်းလင်းတင်ပြပေးပါနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်။တက်တိုက်တော့အောင်မကြည့်ဘူး။နောက်ဆုံးသူပြောတာတော့စာရေးပြပါဘုရားပြပါမယ်။စာရေးရမှာလည်းဒီကျမ်းမှာဖြစ်ချင်ပြောလိုက်တာကောင်းပါမယ်။
နေဟာကောင်းတဲ့ဒီလိုများပါလေသူ့မောင်ကောင်းတယ်ဒါတော့ကျွန်တော်တို့ဆက်လာဟုတ်ကျွန်တော်ပြောနေတာတော့အများကြီးပါဒီနေ့မှာတော့ဆက်နေတယ်ဟုတ်တယ်ရုံးအားလုံးကြည့်တယ်ဘယ်လိုလုပ်နေပါလဲကျွန်တော်ကဒီကျွန်တော်ပြည့်စရာလေးကျွန်တော်မသိတဲ့နေရာတွေမှာရေးတယ်ကြည့်ကြတဲ့တဲ့တော့ကျွန်တော်ကလေတန်းလေးကနေပြီးတော့လူမရဆရာမတွေကလည်းဆရာမတွေပဲဘုရားဘာကြတယ်ပြိတ်တယ်ဒီတော့ကျွန်တော်ဆရာမကထောက်ပါကလည်းနည်းနည်းမအောင်ရောမတိကောင်းတဲ့ချင်တော့ဆရာအောင်ပြီးတော့ဆရာမတွေတော့ရောင်းမှာပဲဒီကွာအဲဒီဒီကိုတရားတွေရောက်တယ်တရားတွေမရောက်ဘူးကျွန်တော်မှအတော်အဒီနည်းတွေရှိတယ်လို့လည်းခံစားရပါတယ်။ဟောဒီဘက်လေးနဲ့တော့ကျွန်တော်အမှန်ပါပါတယ်။ဟောဗာတင်ကကျွန်တော်လည်းတောင်းနေတဲ့ချိန်လေးဆိုတော့ကျွန်တော်ဆက်သွယ်ပါတယ်တင်းလာတဲ့ချိန်လေးကိုအသာသားရအကူကြီးဖို့ဒီပေါ့ကိုပြောပါတော့။ကျွန်တော်လည်းနိုင်ငံတော်ကိုမြင်နေလို့ပြီးတော့ပြောပါတယ်။ပြောပြီးတော့ကျွန်တော်ဒီခွဲကိုအရိယာလေးရောနဲ့ကျွန်တော်ဒါမျိုးတက်တက်ပြီးတော့မဖြစ်တဲ့အောင်တဲ့ဒီမှာကြောင်းလာဖြစ်ပါတယ်ကျွန်တော်တို့ဆရာဓမ္မတွေကိုအလုံးယူစီနေတာရဲ့လူတွေဖြစ်ပါတယ်လက်တွေဖြစ်ပါတယ်တော့ဓမ္မတွေဒါလေးတော့ကျွန်တော်တို့သင်လိုက်တာကဒေသတို့ဒေသတို့သမိုင်းတို့ဒီလိုသင်လိုက်တယ်ကျွန်တော်တို့ကကျွန်တော်တို့ယူပြီးဒီကလာအောင်ဒီပိုင်းကြီးတော့သင်လိုက်တာကလူကြီးကတော့အောင်ပါတယ်ဒီကအဲ့တော့ဒီဓမ္မတွေနိုင်တဲ့ဉာဏ်နဲ့တို့ကဘောဂတဲ့မှာဒီမှာဒီအားကြီးအောင်ဒီအစီအစီကကျွန်တော်တို့စောင့်မှန်းနေတဲ့ရေကြီးပါတယ်အဲ့ဒီတော့ဒီမှာဒီတော့ဒီကဒါလေးကိုလည်းသိသိပြီးတော့ကျွန်တော်တို့တော့ပထမဒီတရားတွေတရားတွေတို့ကဒီကျွန်တော်တို့ဆက်လက်ပြီးတော့ပူဇော်ပါမယ်ပြီးတော့ကျွန်တော်နေတဲ့ဟိုသတိပေးပါတယ်ဒီစက်လည်းတာလည်းကျွန်တော်တို့ဒီလိုပွဲတွေပြင်ရအောင်ဝိုင်းဝန်းနေပြတဲ့ကျွန်တော်တို့ငယ်ငယ်ဆရာဆရာမတွေကောင်းကောင်းသားတွေအားလုံးဆက်လက်ပြီးတော့တောင်းနေအောင်ဒီမှာအောင်ရပါပါလို့ကျွန်တော်ရဲ့အတူတူနေတာခံပါတယ်။တော့တစ်ဆက်နဲ့ကျွန်တော်ဆရာမတွေတော့ဘုရားဘာတော်ပတ်တဲ့ကျွန်တော်တို့ဒီနေ့ဒီဆရာမတွေတော့ကျွန်တော်သိတာတွေလက်ဆောင်စကားလေးတော့နည်းနည်းလေးပြောပြပါ။ဒါလည်းဆိုတော့ကျွန်တော်တို့ကလောကထဲမှာကျွန်တော်တို့ကတင်ရပါတယ်။တင်ရတယ်ဆိုတာလို့ဆိုတော့ဥပမာလေးဆိုလည်းကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်။လက်ဆောင်စကားကကျွန်တော်ဆရာတို့ဆောင်ပါဘူး။တတိယကတော့ဝိလာတဲ့အခါမှာသူကအမိကူမထွက်တဲ့အခါမှာငိုပါတယ်။ငိုတဲ့အခါမှာမိခင်ကငိုတဲ့တော့လူတိုက်လိုက်တာ။လူတိုက်တဲ့တော့ဒီကလေးကလူဝသွားတဲ့အခါမိခင်ကိုမစိုးတော့ပါဘူး။မစိုးပဲတဲ့သူ့ဘက်ကိုတဲ့လိုက်တယ်။ငယ်လေးကဝိလေးကသိလိုက်တာ။ကျွန်တော်သာပြောချင်တာလေဆိုတော့ကျွန်တော်တို့ကလောကကြီးမှာဝိလေးကနေပြီးတော့ကျွန်တော်တို့နောက်တော့ဦးလေးကြီးကျွန်တော်တို့ကသိရမယ်ကျွန်တော်ခံယူပြီးတော့ကျွန်တော်ပြောချင်ဖြစ်ပါတယ်။တော့ကလေးကလူငယ်ရည်သင်ကြားတဲ့အခါမှာမတူနေတဲ့တရားနဲ့တရားနဲ့ဒီမှာလည်းသူဆရာလည်းမဒီပြောကြတယ်ဒီမှာဒီဆရာပြောလို့တရားတွေစာပြီးပြီးတော့သင်ရပါတယ်။ဘုရားတော်ရဲ့ကိုယ်နဲ့တရားပြီးသွားတဲ့အခါမှာလည်းကျွန်တော်တို့ဝဲအောင်ကျွန်တော်သင်ရပါတယ်။ဒီကျွန်တော်ဒီလိုမှရအောင်အမြင်ရအောင်ပြီးပြီးရအောင်ကျွန်တော်တို့သင်ရပါတယ်။ကျွန်တော်တို့ဒီလောကကြီးမှာတင်ဖို့ဘုံလောကကြီးတွေကတော့ကျွန်တော်တို့ဒီလိုပြောနေတော့တင်ပြီးကျွန်တော်တို့တင်ရတာလို့ပြောနေတယ်ဒီအရင်ကကျွန်တော်တို့ကြောင်းကြောင်းလာအောင်ဆောင်းတာဆရာမတွေပေါ့ဖြည်းဖြည်းချင်းတော့တင်တဲ့နေရာမှာဘယ်လိုပါလဲလို့ပြောပြပါမယ်။ဝေယဝါပြီးတော့10နှစ်ကြီးတဲ့အခါမှာတကယ်လေးကြောက်ပြန်ပြန်တဲ့အခါမှာတယောက်ကဘာမှလုပ်တယ်ဒီမှာတယောက်ကဘာမှလုပ်တယ်ပေါ့ဒီမှာတယောက်က8000ရတယ်တယောက်က8000ရတယ်တော့ဘလောက်သွားလဲဆိုတော့သူတို့တင်မှုကွာတဲ့တော့တယောက်က8000ရတယ်တယောက်က8000ရတယ်အဲ့တော့ကျွန်တော်တို့ဒီပြောရင်တော့ကျွန်တော်တို့တင်မှုနိုင်ဒီမှာပါလေတို့ဒီဝိုင်းမှုတော့လက်ဝတ်တွေကျွန်တော်တို့တယောက်ချိတ်ပြီးတော့ကျွန်တော်တို့နေတာတော့တီးကိုကျွန်တော်နိုင်တာတော့တယောက်လက်ဝတ်ချိတ်ပြီးတော့တင်ရတာတင်မှုမကုန်လို့တော့ကိုင်းကျွန်တော်တို့တင်ပြအားဖြင့်ကျွန်တော်တို့ဒီတင်ကြီးရဲ့အကျိုးကို apply လုပ်ပြီးတော့ကျွန်တော်တို့
ကိုသုံးချပြီးတော့ပို့ပေါ်မှာသူသားပြီးကောင်းနေတယ်ဒီလူတွေကတာရတဲ့လောကကြီးကိုကြောက်တော့မှာပါတယ်။တော့လူတွေဒီဆရာသမားတွေဆရာသမားတွေကဒီတည်လို့ရတာလေးတွေကြပါဒီဝိုင်းကားတွေလည်းဒီကောင်တွေတည်လို့ရတာလေးတွေတင်ကြပြီးတော့ကျွန်တော်လောကကြီးကိုတာရတဲ့လောကကြီးကိုမိဘွားကိုကျွန်တော်ဒီချင်းချင်းကျွန်တော်ကောင်းလို့ပြောပေါ်ရကြပါပြောရင်ကျွန်တော်ဒီအားလုံးမျိုးပါလေဒီနေ့စကားပြောတာလေးပါတော့ဘယ်လိုမျိုးပြောဒီမှာလည်းတောင်းတော့ဖြစ်တယ်ဒီနေ့မှာအောင်နေဖို့တော့စီလိုတင်ကြတဲ့ကြောင့်နိုင်လို့တာတယ်။မောင်လေးကိုလည်းတော့တစ်တစ်တည်းဒါမှမဟုတ်ရင်နှစ်တည်းပေါ့။လဲတော့နှစ်တည်းတော့အောင်မြင်အောင်တော့ပါမယ်။ကျောင်းသားဟောင်းလေးဆရာမကြီးအားလုံးတော့တူနဲ့တူစိတ်ဘာမှကွဲပဲနဲ့ဒီနေ့ဒီအချိန်လာဒါတော့တူတောင်းအောင်ဘယ်နောက်ဖြစ်ပြီ။သူပေါင်းပြီးတော့ညီရုပ်လက်တွဲပြီးတော့ရုပ်ဆောင်ပြီးတော့ပါလို့တော့ပြောပြီးဒီလိုဆို阿拉达阿达达是北京龙江牛肉面，他妈是也是牛肉面，你是哪种？你会聊呀？马上的，那三十、三十、那汤三十几，鸭尾包，都是你的食堂红烧，那呀马色家，那个你干啥的马家我会皮羊皮，上哪的家？因为是说好。你在古代是到东南那样拿回家，分为两家，拿回去，家家家太阳对，太阳都在马路，在到那边跑到那跑家，上面在那边，那边一到古老的家家，家家那家不多样，你在那边跑到马上家，那边有位现在比较少的，那边。这样拿回家，分为四包，你在古代都到拿到这样拿回家。对于都不新鲜的，那么是云南中长呢，这到不上家，云南中长呢，这呀这这都是家里古老家，你就古代你这一个都大，这样这样不一样的。将西周人西湖，烧到拿到家，西周西湖光上年交到那个不一样的，但是那个呀，这都是你叫你就为那到那个他拿呀家，这样是叫新西湖不叫湖，不在那里你交到那个不一样的，但是你到那呀，他按照湖，这到那个他拿呀家，从你家上到学，他们差不多的。如果是都当或者当或者呀，将这种地方是当操场也要拿回家。一家一起家了，不定不年不三一个呀，全部嘛，那得最为的看呀，回家都配，江山一家的人啥欧不是欧，那他们欧不，这个人家呀不一家一把的，江山。如果没有这样的话，把那个比赛的时候，如今啊，有某3人 A 4个这种的 A 6个年3是家务比1半5半的，满天我的大伙叫他当好家的，你给我都是他们的人的呀，家人是出来的大伙，那他们不叫他当好家的，不听有你的不哎。马来西亚大伙教他讲好呀，你给我的是讲好容易的嘛，自己有手拿苦，比较是在家来的。我一般我们到回家都讲大家苦，还能继续进来。是为看呀，后面说什么的，今年还在。ဆရာတွေပုဂ္ဂိုလ်ပဲဆရာတွေပဲကျောင်းသားကျောင်းသူများတွေလည်းပြည်သက်တာရှိတယ်။ဒီမှာတော့အတိအကျပြောဖို့စပွန်ဆာရတာဒီမဲ့ခံရတာတော့ဘုရားမှာကျောင်းသားကျောင်းသူတွေကဒီအခြေအခြေချောင်းချောင်းတော့ကြည့်ရတဲ့စားစာကိုဒီစစ်စစ်စားတော့မှာတယ်
ဆရာမတို့ကတော့ဘုရားမှာပြည်သားပါလေနော်စာစီမပြန်ကြပါ